ပြောတာမဟုတ်ပါဘူးကိုရဲ့ဖုန်းနဲ့ရိုက်ထားတဲ့ဓာတ်ပုံပေါ့နော်လှလှလေးရှိရင်လည်းကောင်းတယ်ဒီကလောလှလှလေးမရှိဘူးရိုးရိုးလေးပဲရှိတယ်ပေါ့နော်ဆိုလို့ရှိရင်လည်းအဆင်ပြေတယ်နော်အဲ့ဒီ၃မျိုးနဲ့ကျမတို့တွေဒီနေရာမှာအသင်းဝင်ရမှာဖြစ်ပါတယ်အသင်းဝင်တာဘာဖြစ်လို့ဝင်တာလဲအဲ့လိုမလုပ်ရင်ရောကျမလုံးလို့မရဘူးလားလုံးလို့မရပါဘူးရှင်ဒီစီးပွားရေးလုံးလို့မရဘူးနော်ဘာဖြစ်လို့အသင်းဝင်ရလဲဆိုလို့ရှိရင်ကျမတို့တရားဝင်စနစ်ဖြစ်လို့နော်တရားဝင်စနစ်တိုင်းကအသင်းဝင်ရတယ်မန်ပါဝင်ရတယ်ဝင်ဘူးဆိုရင်ဘာမှလုံးလို့မရဘူးโอเคလားနော်โอเคဒီအချက်ကိုလောက်ပြီးပြီဆိုရင်မွန်မတွေပိတ်ဆန်တန်းရပြီလားဆိုရင်မရသေးဘူးဘာလုံးရမလဲဆိုတော့သူ့မှာရွေးချယ်ရမယ့်ရှေယာဝင်၄မျိုးရှိတယ်ရွေးချယ်ရမယ့်ရှေယာဝင်၄မျိုးကကြလို့ရှိရင်မွန်မတွေနော်ဒီမှာကြတော့နံပါတ်1ရှေယာဝင်ကဆိုလို့ရှိရင်တော့ brown လို့ခေါ်တယ်နော်ဒါပေမဲ့အဲ့ဒီအရာကိုမပြောခင်ပေါ့နော်ကျွန်မကအမှတ်လေးအရင်ပြောပြပေးမယ်မောင်မတွေတတိပေးရှင်တာပေါ့နော်စီးပွားရေးတစ်ခုကိုလေးလာစင်တယ်လှုပ်ချင်တယ်ဆိုလို့ရှိရင်တော့အရင်ဆုံးသူ့ရဲ့ပေးချေတဲ့ PV အမှတ်လေးကိုအရင်သွားကြည့်ပါနော် PV အမှတ်ကတ PV တပတ်နဲ့ညီမျှတဲ့ common စီးပွားရေးပဲရှိတယ်တခြားနေရာမှာမရှိဘူးကျွန်မအရင်တော့စူးစမ်းခဲ့တဲ့နေရာနေမအိမ်ညမအိမ်စူးစမ်းခဲ့တဲ့နေရာမှာတ PV တပတ်မရဘူးဒါအဲ့ဒါတော့စူးစမ်းခဲ့တယ်နော်ဒါဆိုရင်ဒီနေရာမှာပို့ပြီးတော့စူးစမ်းပြီးတော့ပို့ပြီးတော့အောင်မြင်နိုင်တယ်ဟုတ်ပြီလားဒါဆိုရင်နံပါတ်1ကတော့ brown ရာထူးလို့ခေါ်တယ်ရာထူးလေးမျိုးမှာ brown ရာထူးကတော့ဘလောက်လိုလဲဆိုရင်အမှတ်900ပြည့်တာနဲ့ရပြီကဲအမှတ်900ဆိုတာဘာကိုဆိုလိုတာလဲဆိုရင် common တွေမှာပြည့်စည်အမျိုးပေါင်း100ကျော်နေရာနီးပါးရှိပါတယ်အဲ့ဒီပြည့်စည်တွေကမောင်မတွေသွားတိတ်ဆေးလိုအပ်မယ်တော့မျက်နှာတစ်ဆေးရေချိုးဆက်ပြပါညာတလကလိုအပ်မယ်ပေါ့နော်ကိုလိုအပ်တဲ့ပစ္စည်းကိုဝယ်သုံးလို့အမှတ်900ပြည့်သွားတဲ့နေ့နော် brown ရာထူးကိုရတဲ့နေ့နော် brown ရာထူးနံပါတ်1အဆင့်ကိုရောက်တဲ့နေ့ပေါ့ဒါဆိုရင်အမရဲ့အဲ့ဒီ brown ရာထူးကရောဒီတရက်တည်းမှာပဲအကုန်လုံးဝယ်ရမှာလားဆိုရင်ဒီတရက်တည်းမှာပဲအကုန်လုံးအမှတ်900ပြည့်အောင်လုပ်လို့ရတယ်အမှတ်900ဆိုရင်ဘလောက်မှမကုန်ဘူးပိတ်ဆံဘလောက်လဲရှင်တပီဝီတပတ်နဲ့ညီမျှကိုပေးထားတယ်လေဟုတ်တယ်မို့လားတပီဝီတပတ်နဲ့ညီမျှကိုပေးထားတယ်ဆိုလို့ဆိုရင်အမှတ်900ပြည့်ဖို့ဆိုရင်ပိတ်ဆံဘတ်ငွေ900ပဲလို့တယ်မြန်မာငွေဆိုလို့ဆိုရင်ငွေစည်းအတက်ကြရှိတဲ့အတွက်9000ဝန်းကျင်လောက်ပဲရှိတယ်ပေါ့နော်အဲ့လောက်ကိုလူတိုင်းလုံနိုင်တယ်မလားလူတိုင်းလုံနိုင်တယ်နော်အဲ့ဒါနံပါတ်1အဆင့်ပါနံပါတ်2ဒုတိယရာထူးကဆိုရင်စေးပါရာထူးလို့ခေါ်တယ်စေးပါရာထူးဆိုတာကလေကိုကြိုက်တဲ့ပစ္စည်းကိုကြိုက်တဲ့ပစ္စည်းကိုရောင်းဖို့ပဲဖြစ်ဖြစ်မိဘကိုလူချင်းတန်းချင်တာပဲဖြစ်ကိုယ်တိုင်ပဲသုံးချင်တာပဲဖြစ်ကြိုက်တာလုပ်လို့ရတယ်တော့တိုက်ဆေးတယ်အဝတ်ရှူဆက်ပြမုံတယ်နော်မြေဦးစားတယ်အကလုံးရှိတယ်နော်ကျမကြီးတက်စားတယ်ပေါ့ကျမဆိုရင်ကျမကြီးမကောင်းဘူးခဏကျမကြီးတက်စားဝယ်သုံးရတယ်အမှတ်များရတာပေါ့နော်ဟုတ်တယ်မလားနော်အဲ့လိုမျိုးအမှတ်9000ပြည့်သွားတဲ့နေ့ကတော့စေးပါရာထူးကိုရတဲ့နေ့ပဲဖြစ်ပါတယ်နော်စေးပါရာထူးကိုရတဲ့နေ့ပဲဖြစ်ပါတယ်တပရိတ်တေးပဲဝယ်လို့လေးရတယ်တရက်ဒီမှာဝယ်လို့လေးရတယ်ဒါမှမဟုတ်ဒီနေ့100ဘုံဝယ်မယ်နောက်နေ့3000ဘုံဝယ်မယ်2000ဘုံဝယ်မယ်ကိုကြိုက်တယ်လို့ပေါ့နော်ကိုအဆင်ပြေတယ်လို့ဝယ်သုံးသွားလို့လေးရတယ်တပရိတ်တွေနဲ့ကျမလိုမျိုးဝယ်သုံးလေးရတယ်ရှင်โอเคနော်အမှတ်9000ပြည့်ရင်စေးပါရာထူးကိုရမယ်နံပါတ်3ရာထူးကတော့9ရာထူးလို့ခေါ်တယ်9ရာထူးကတော့ PV အမှတ်1000ပြည့်ရမယ်နော် PV အမှတ်1000ပြည့်ဥပမာအရင်ကစေးပါရာထူးတက်ထားတယ်နောက်ထပ်9ရာထူးကိုပြန်တက်မယ်ဆိုရင်မမတဲ့အမှတ်ဘလောက်ဖို့လိုလေရှိနော်ဘလောက်ဝယ်ရအောင်မလဲတစ်ကနေပြန်စလုပ်ရမှာမဟုတ်ဘူးနော်ကဲအရင်ကစေးပါတက်ထားတယ်မဒါရဲ့အရင်ကစေးပါတက်ထားတယ်ကျွန်တော်အကောင့်တွေမှာအမှတ်9000ရှိတယ်အခုကတော့9တက်မယ်ပေါ့နော်ဒါဆိုရင်အမှတ်ဘလောက်ဝယ်ရမလဲဆိုရင်တော့9000ဘိုးပဲဝယ်ရမယ်အမှတ်ကစုပေးတယ်နော်အမှတ်ကစုပေးတယ်ဟိုအခုစေးပါတက်ပြီးအခုပြန်ပြီးတော့9တက်မယ်ဆိုဟိုတစ်ကနေ1000ကြီးဖို့ဝယ်ရဖို့မဟုတ်ဘူးဒါဆိုရင်ဘယ်သူမှမလုံနိုင်ဘူးကျမလေးမလုံနိုင်ဘူးရှင်နော်ဘာဖြစ်လို့လဲဆိုတော့ဒီနေရာမှာကျမတို့တွေပိတ်ဆံမရှိလို့ပိတ်ဆံရချင်လို့လာလောက်တာမဟုတ်ဘူးလားဒါဆိုရင်ခဏပဲတစ်ကနေပြန်ပြီးတော့ဝယ်နေရမယ်ဆိုရင်ဘယ်သူမှမဝယ်နိုင်ဘယ်သူမှမလုံနိုင်တော့ဘူးဟုတ်တယ်မလားအမှတ်ပေါင်းပေးစနစ်ဖြစ်တယ်โอเคပါနောက်ဆုံးအမြင့်ဆုံးရာထူးကိုလိုချင်တယ်ဆိုလို့စိရင်တော့အမှတ်က2500 PV ရှိရမယ်နော်2500 PV ပြရမယ်တပရိတ်တွေလေးလုပ်လို့ရတယ်ဖြည်းဖြည်းချင်းလဲအမှတ်စုသွားပြီးတော့လုပ်လို့ရတယ်မောင်မကြိုက်တဲ့ပုံစံနဲ့လုပ်ဘယ်သူမှကိုယ်လာမစေဘူးဟုတ်တယ်နော်ဝီပီယံခဏကြာနေတော့ကျမပါတဲ့ဟုတ်ကဲ့ပါနော်โอเคကြည့်ဆက်ဦးနော်ဟုတ်ကဲ့ပါနော်ဒါဆိုရင်ဒီလိုမျိုးယာထူးလေးမျိုးထေးကမောင်နှမတွေကပေါ့နော်ဘယ်ယာထူးကောင်းတယ်လို့ထင်လဲနော်ဘယ်ယာထူးကောင်းတယ်လို့ထင်လဲပေါ့နော်စာရေးစာဖတ်တော့အရန်အားနေတယ်ပေါ့နော်အားကြဘူးလားဒါမှမဟုတ်အိတ်ရှင်နေပြီလားစင်တော့โอเคလားနော်โอเคပလက်တီနမ်တဲ့ဟုတ်ကဲ့ပါပလက်တီနမ်အကောင်းဆုံးပဲဘာဖြစ်လို့လဲဆိုတော့သူကဈေးအမြင့်ဆုံးလေဈေးအမြင့်
ဆုံးဆိုတော့ကျမတို့တွေဝင်ငွေပြန်ရတာလည်းအများဆုံးပဲโอเคလားပလက်တီနမ်ကောင်းဆုံးပဲเนาะအရန်တော်နေရောပဲဒီထဲမှာဆိုပလက်တီနမ်လေးများတယ်เนาะတစ်လေးတွေပါရဲ့လားရှင်တစ်တွေပါလားเนาะပါတယ်ဆိုလို့ရှိရင်လည်းပါတယ်ပေါ့နော်မပါဘူးဆိုလို့ရှိရင်လူဟောင်းတွေပဲနားထောင်ပေါ့โอเคလားဒါဆိုရင်ပါတယ်ပါလေဟုတ်ကဲ့ပါပလက်တီနမ်အရန်တော်နေရောပဲเนาะဒီအမတယောက်လေโอเคဒါဆိုရင်ဒီမှာကိုကြိုက်တဲ့ရှယ်ယာတစ်မျိုးမျိုးကိုရွေးပြီးသွားပြီဆိုရင်မောင်တို့ကပိတ်ဆန်တစ်ခါလေးရပြီเนาะကျမအရင်ဥဆုံးဝင်ငွေတလန်းကိုပြောပြပေးမယ်ကဲဘာမှမလုပ်ရသေးဘူးပိတ်ဆန်ရမယ်ဆိုကြိုက်လားဒီနေရာမှာဝင်ငွေ၄လမ်းရှိတယ်ဘာမှမလုပ်ဘူးပိတ်ဆန်ရမယ်ရှယ်ယာဝင်ပြီးတယ်ပိတ်ဆန်ရမယ်ကြားဘူးလားเนาะရှယ်ယာဝင်ပြီးတယ်ပိတ်ဆန်ရတော့မယ်ဘာသူ့ကိုမှလည်းမပြောရသေးဘူးဒီအခွင့်အရေးဘာသူ့ကိုမှလည်းမိတ်မဆက်ရသေးဘူးเนาะတခြားနေရာမှာရဘူးလားမောင်မလေးတခြားနေရာမှာလုပ်ဘူးတဲ့သူတွေပါလားကျမကတော့လုပ်ဘူးတွေဆိုတော့ခဏခဏပြောနေပြီပေါ့နော်တခြားနေရာမှာကျမလုပ်ဘူးတယ်ရှယ်ယာဝင်ပြီးတယ်ဘာပိတ်ဆန်မှမရဘူးเนาะအလကားနေပိတ်ဆန်မပေးဘူးကိုအလုံးလုံးမှပိတ်ဆန်ရမယ်ဟုတ်တယ်မလားเนาะဒါကြောင့်မလို့ဒီနေရာမှာရှယ်ယာဝင်ပြီးတယ်ပိတ်ဆန်ရတာဘာပိတ်ဆန်ရတာလဲဆိုရင်တော့ RP Stacking Bonus လို့ခေါ်ပါတယ်ရှင်နော် RP Stacking Bonus ဆိုတာကကျလို့ရှိရင်ကျမတို့တွေကိုက Platinum ဒီမှာ Platinum များနေဆိုကျမ Platinum ရှင်းပြပေးမယ်နော်ကိုက Platinum တက်ပြီးသွားပြီဆိုရင်ကိုရဲ့အကောင့်ဖွင့်ထားတဲ့အကောင့်ထိမှာ RP ဆိုတဲ့အမှတ်လေးတွေတက်လာမယ်နော် Platinum ကအခုဆိုရင် promotion ရှိတယ် promotion ကpromotion နဲ့ဝယ်လို့ဆိုရင်1,900ပဲပေးရမယ်ပေါ့နော်1,900 2,500ထိမလိုတော့ဘူးဘယ်လောက်ထိတက်တာလဲမောင်မရေနော်1,000နီးပါးတက်တာတယ်ဟုတ်တယ်မို့လားโอเคလားပလက်တီနမ်တက်လို့ဆိုရင် link တစ်ခုတော့ဝယ်ရတာဖြစ်တဲ့အတွက်အခုဆိုရင် link အပြီးစီ1,900နဲ့ရမယ်နော်အဲ့ဒါ promotion ဈေးအဲ့ဒီ promotion ဈေးနဲ့မောင်မတွေဝယ်လို့ဆိုရင်ကိုယ့်ရဲ့ RP အမှတ်1,000ကျော်တော့ရမယ်နော်အဲ့ဒီ RP အမှတ်1,000ကျော်ရတာနဲ့မောင်မတွေနေ့တိုင်းရောင်းအား100%ရမယ်ရောင်းအားဆိုတာကလေကိုဈေးရောင်းခိုင်းတာမဟုတ်နော်ကဲငါဈေးရောင်းရတော့မယ်ဆိုပြီးလန့်သွားနဲ့နော်ကိုဈေးရောင်းမှရတာမဟုတ်ဘူးဘသူရောင်းတာပဲဖြစ်ဖြစ်ဘသူဝယ်တာပဲဖြစ်ဖြစ်ခေါမလောက်တဲ့သူအကုန်လုံးလောက်တာပေါ့နော်မမဒီစီမှာရောင်းအားတက်လာမယ်ဒီနေ့ခေါမော့ကပေါ့နော်ဘတ်ငွေတစ်သန်းဖို့ရောင်းရတယ်ဆိုရင်အဲ့ဒီခေါမော့လောက်နေတဲ့လူတွေအားလုံးကိုတစ်ထေးကနော်အဲ့ဒီဘတ်ငွေတစ်သန်းနဲ့ညီမျှအောင်ပေါ့နော်ဘယ်လောက်ထိရောင်းအားတက်လဲဆိုတာကိုသိရခိုင်တော့မောင်နှမတွေခေါမော့လောက်တဲ့သူတွေအကုန်လုံးကိုပေးတာဖြစ်ပါတယ်ဘယ်လောက်ထိကောင်းလဲနော်တဲ့ဒီမှာဆိုရင်6,000ကျော်ရပြီပေါ့နော်အဲ့ဒီ RP အမတ်ကဆိုရင်ကိုကပထမပိုင်းမှာ Platinum တက်လို့ဆိုရင်တော့1,000ကျော်2,000ကျော်တယောက်နဲ့တယောက်မတူဘူးပေါ့နော် Platinum promotion ဆိုရင် RP အမတ်နေတယ်အပြည့်နဲ့ဝယ်လို့ရှိရင် RP အမတ်များတယ်ပေါ့နော်ဒါဆိုရင်အဲ့လိုမျိုး RP အမတ်ကပတ်စံရများလာတာနဲ့အများတဖြည်းဖြည်းတိုးလာတာပဲဖြစ်ပါတယ်ရှင်နော်တဖြည်းဖြည်းနဲ့ RP အမတ်လေးတိုးလာတယ်အဲ့ဒီ RP အမတ်တိုးလာလေကျမတို့ EB တဲမှာကုမ္ပဏီရောအတက်ရခိုင်တော့ပတ်စံရများလေကျမစီမှာဆိုရင်တော့ဒီ RP တစ်ခုတွေကိုပေါ့နော် RP အမတ်က3,000ကျော်ရှိနေပါပြီရှင်နော်โอเคလားဒါဆိုရင်ဒီနေရာမှာဘာမှမလုပ်ပေနဲ့ RP အမတ်ကနေပိုက်ဆံရတဲ့ဝင်ငွေတလန်းကဒီဟာကိုပြောတာဖြစ်တယ်โอเคနော်နောက်ထပ်ဝင်ငွေတွေရှိသေးလားအမရေဆိုရင်တော့ရှိသေးတယ်နောက်ထပ်ဝင်ငွေမောင်မတွေသိရှင်လား100%လေးနဲ့တော့သူများထိုင်စားမနေဘူးလေနော်တကယ်